Hello အားလုံးပဲမင်္ဂလာပါအကြီးကနေပြီးပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ပြောပြသွားမယ်ဆိုင်ငယ်အကြောင်းကတော့ Rebel 900ဆိုင်ငယ်အကြောင်းဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်ရအောင်1980ဝန်းကျင်မှာ Harley Davidson ဆိုင်ငယ်တွေဟာ heavyweight cruiser ဆိုင်ငယ်ကြီးတွေဖြစ်နေရယူလာတော့အာရှသားလူငယ်ပိန်တွေဖို့စီးစရာ cruiser မရှိသေးတဲ့အတွက်1985ခုနှစ်မှာ Honda ကလူပိန်လေးစီးဖို့ cruiser ဆိုင်ငယ် Rebel 250နဲ့450ဆိုင်ငယ်တွေကိုထုတ်လုပ်ခဲ့ပါတယ်။ Beginner biker များလည်းစီးဖို့အဆင်ပြေတဲ့အပြင်လူတိုင်းပေါ့ပါစီးနိုင်ဖို့လည်းအဆင်ပြေအောင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Honda က Sport Bike, Touring, Venture ဆိုင်ငယ်တွေသာရှိနေခဲ့ပြီးAeron က Harley Davidson နဲ့ Yamaha Virago ဆိုင်ငယ်တွေကိုရှင်ဖို့ဝင်လာခဲ့တာဖြစ်ပါတယ်။အဲကစားလို့ယခုလက်ရှိချိန်ထိ Rebel Series ဆိုင်ငယ်တွေအဖြစ် upgrade မျိုးနဲ့ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ Rebel 250, 450ကနေ Rebel 300, 500, 1100တို့ကိုပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ Rebel 300က beginner များအနေနဲ့ရောပေါ့ပါစီးကျင်သူတွေအတွက်အဆင်ပြေပါတယ်။ Rebel 900ကတော့ပို့ပြီးတော့ပါဝင်များမယ်။ရုံးကန်အားမြင်းကောင်ရည်အားပိုများမယ်။ highway သွားဖို့အတွက်တင့်တော်တဲ့တစ်စီးဖြစ်ပါတယ်။ Rebel 1100မှာတော့ auto နဲ့ manual နှစ်မျိုးလာပါမယ်။ Honda ရဲ့နာမည်ကြီးခီးသွွတ်ဆိုင်ငယ် Africa တွင်ဆိုင်ငယ်အင်ဂျင်ကိုအသုံးပြုထားပါတယ်။ Rebel 300, 500ထက်1100ကအင်ဂျင်ပိုကြီးမယ်။power ပိုများမယ်။မြင်းကောင်ရည်ရုံးကန်အားကို Rebel 900ထက်2ဆလောက်ပိုများပါတယ်။ Rebel 300နဲ့500ဟာ beginner များနဲ့ပေါ့ပါခရီးဝေးထွက်ချင်သူတွေအတွက်အဆင်ပြေပြီးတော့ Rebel 1100ဆိုင်ငယ်ကတီးမယ်လုံးမယ်ဆိုတဲ့သူတွေအတွက်တကယ် cruiser လို့စီးကျင်တဲ့သူတွေအတွက်အဆင်ပြေမဲ့ဆိုင်ငယ်တစ်စီးဖြစ်ပါတယ်။ Cruiser ဆိုတာ long distance ride တွေမျိုးရင်းစီးတဲ့နေရာတွေမှာ power များတက်နဲ့တရာစီးရတဲ့ဆိုင်ငယ်တွေဖြစ်ပါတယ်။ချို့ဆိုင်ငယ်ဘိန်းကြီးတွေမှာ cruise control ပါတာကိုတွေ့ရမှာပါ။ highway သွားရင်မျက်နှာတစ်ခုကိုထိန်းထားပြီးတော့ချောမှုမောင်းနေနိုင်ပါတယ်။စီစားလည်းတက်တာပါတယ်။ဒါပေမဲ့တီးမယ်လုံးမယ်ဆိုရင်တော့ cruise control ကိုပိတ်ထားတာပိုကောင်းပါတယ်။လုံးပုံကိုအလွယ်ရှင်းပြရလို့ရှိရင်တော့120 km နဲ့မောင်းနေတော့ cruise control online ရင် brake ဒါမှမဟုတ်ကလပ်မညက်တဲ့ရွေ120 km နဲ့သွားနေမှာပါ။ lever ထပ်ဆွဲရင်တော့140 150 km ထိတက်မယ်။ lever မဆွဲဘဲနဲ့ပြန်ချလိုက်ရင်120 km နဲ့ဆက်သွားနေမှာဖြစ်ပါတယ်။ brake နဲ့ကလပ်မညက်တဲ့အထိပေါ့။ brake နဲ့ကလပ်မညက်လဲ cruise control ကိုပိတ်လို့ရပါတယ်။ရှင်းလာတော့မသိဘူး။မရှိရင်ပြန်ရေးလိုက်ပါဒီဆိုင်ငယ်လားဒီဆိုင်ငယ်လားဒီဆိုင်ငယ်လားဒါမျိုးဆိုင်ငယ်လားလူမျိုးဆိုင်ငယ်တွေကိုကိုမျိုးဝင်းမော်တော်ဆိုင်ငယ် showroom မှာဝယ်ယူရှင်းနိုင်ပါတယ်30ဝန်းကျင်ကနေ300ဝန်းကျင်ဒီဆိုင်ငယ်မျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ငယ်တွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်ရန်ကုန်မှာဆိုမှော်ပီမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်တာတီ58လမ်း130 A ကြားမှာရှိပါတယ်တိတ်ကျင်ဆက်သွယ်မင်းမြတ်ညင်နေဆိုလို့ရှိရင်တော့အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်မင်းမြတ်နိုင်ပါတယ်comment မှာလည်းပြည်စုံလင်းချပေးထားပါတယ်ဒီ Rebel 3စီးထဲမှာပေါ့ပါနဲ့ highway သွားရတာလည်းအဆင်ပြေမဲ့ဘိန်းက Rebel 900ဆိုင်ငယ်ဖြစ်ပါတယ်။အင်ဂျင်ကြီးလည်းမကြီးသေးလည်းမသေးတဲ့အနေထားဖြစ်ပြီး beginner များလည်းစီးနိုင်တဲ့ဆိုင်ငယ်ဖြစ်ပါတယ်။ beginner တွေလည်းစီးနိုင်တယ်ဆိုပေမဲ့လုံးဝမစီးတတ်သေးတဲ့သူတွေအတွက်တော့အဆင်မပြေပါဘူး။လုံးဝမစီးတတ်သေးရင် Rebel 300ကပိုသင့်တော်ပါတယ်။ Rebel 900ဆိုင်ငယ်က 481cc parallel twin engine ဖြစ်ပြီး engine A-base နဲ့ရေတိုင်းပေါင်းပါသေးတယ်။မြင်းကောင်းအား49ထုတ်လုပ်ပေးမှာဖြစ်ပြီးရုံးကန်လိန်ကျအား torque အနေနဲ့43 Nm ရှိမှာဖြစ်ပါတယ်။ torque လိန်ကျအားဆိုတာအလွယ်ပြောရရင်ဒီပါဆွဲလိုက်ရင်ရုံးနဲ့အားဖြစ်ပါတယ်။ဥပမာပေးရရင်125ဆိုင်ငယ်တွေမှာအများအားဖြင့်10 Nm torque အားအများအားဖြင့်ပါဝင်ပါတယ်။125ဆိုင်ငယ်တွေရဲ့ gear 1နဲ့ lever ဆွဲလိုက်လို့ရုံးနဲ့ထွက်တဲ့ပြေးအားထက်4ဆများတာလို့အကြံပြမှတ်လို့ရပါတယ်။အဲဒါကြောင့်ကမ္ဘာ့အမြန်ဆုံးဆိုင်ငယ်ဖြစ်တဲ့ Kawasaki Ninja H2R မှာ torque လိန်ကျအား156ထိရှိပါတယ်။အဲဒါကြောင့် 2.5 စက္ကန့်အတွင်း0 km ကနေ100 km အထိတန်ခွက်မှာတက်ပါတယ်။အရန်ကျန်းတဲ့ speed နှုန်းဖြစ်ပြီးတော့မောင်းမတော်ရင်20စက္ကန့်အတွင်းအိမ်ထဲကနေလက်ထိပ်မြောင်းတဲ့ကိုခေါင်းဆိုင်နိုင်ပါတယ်။ဒါကလမ်းကြုံလို့ရှင်းပြတာဖြစ်ပါတယ်။ Rebel 900ကိုပြင်ကြည့်လိုက်ရအောင်။ Rebel 900ကတနာရီကို65မိုင်အမြင့်ဆုံးမောင်းနိုင်ပြီးတော့စီစားနှုန်းကဓာတ်ဆီတစ်ခါလမ်းကို68မိုင်ဝန်းကျင်မောင်းနိုင်ပါတယ်။ Digital တိုင်းက LED ရှင်းနှောင်မီးတွေစိတ်မြင့်တဲ့ clutch စနစ် ABS brake စနစ်တွေပေါင်းပါတယ်။2025 Rebel 900ဆိုင်ငယ်ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုရင်300ဝန်းကျင်ကျတယ်မှာဖြစ်ပါတယ်။ဒီ Rebel 900ဆိုင်ငယ်က2018 model ဖြစ်ပြီးတော့ဒါ330ဈေးရှိမှာဖြစ်ပါတယ်။ဒီဆိုင်ငယ်ကိုတိတ်ကျင်ဝယ်ခြင်းမေးချင်တာရှိလို့ရှိရင်တော့ကိုမျိုးဝင်းမော်တော်ဆိုင်ငယ် showroom မှာဆက်သွယ်မြင်မြတ်နိုင်ပါတယ်။ဒါရန်ကုန်မှာဆိုလို့ရှိရင်တော့ supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်တာတီ130 ကြားမှာတည်ရှိပါတယ်။ကိုမျိုးဝင်းဆိုင်ငယ် page ကိုလည်း comment မှာပြည်စုံလင်းချပေးထားပါတယ်။အဲဆိုတော့ဆက်တန်လေးကိုတစ်ချက်နောက်ထောင်ကြည့်လိုက်ရအောင်။